ကိုယ့်ရဲ့အစာအိမ်ကျန်းမာရေးကိုပုံမှန်ကောင်းမွန်ခြင်းနဲ့ဆိုလို့ရှိရင်အခုကျွန်တော်ပြပြမဲ့အချက်၅ချက်ကိုမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်တုံးပဲဖြစ်ပါတယ်အဲ့တော့အစာအိမ်ယောဂဆိုတာကကျွန်တော်အဖြစ်များတဲ့အဲမှာပါဝင်နေအဲ့တော့တော်တော်များများဖြစ်မှုကြပါတယ်လေထိုးတယ်လေရောက်တယ်အနည်းဆုံးတော့အဲ့လောက်တော့ဖြစ်ဘူးတယ်အဲ့တော့အစာအိမ်ယောဂဆိုပေမဲ့လည်းအစာအိမ်ကတော့ဖြစ်နိုင်တဲ့ယောဂအခြေအနေတွေအများကြီးရှိတယ်အဲ့တော့အစာအိမ်ရောင်တာဖြစ်နိုင်တယ်အစာအိမ်အောက်တာဖြစ်နိုင်တယ်နောက်ဒီလေထိုးလေရောက်ဖြစ်နိုင်တယ်ပြီးလို့ရှိရင်เนาะအစာအိမ်မှာသွေးကြောပေါက်တာအစာအိမ်မှာအနာဖြစ်တာအဆုံးဆုံးကတော့ကျတော့ဒီအစာအိမ်မှာအစာအိမ်ကင်ဆာဖြစ်တာမျိုးထိဒါဖြစ်တတ်တယ်ပေါ့နော်အဲ့တော့အစာအိမ်ယောဂဆိုပေမဲ့လည်းဖြစ်နိုင်တဲ့အခြေအနေတွေကတော့အများကြီးရှိပါတယ်ဒီနေ့မှာတော့ကျွန်တော်ကအဲ့လိုမျိုးအစာအိမ်ယောဂတွေမဖြစ်အောင်เนาะဒါကာဝယ်လို့ရတဲ့နည်းလမ်းတွေအနေနဲ့ဒါအချက်၅ချက်ပေါ့နော်အဲ့တော့သိထားတဲ့အချက်၅ချက်အကြောင်းကိုပြောပြပေးတော့မှာဖြစ်ပါတယ်အဲ့တော့ပထမချက်ကကြတော့ကျွန်တော်တို့ကဒီအစာစားတဲ့ခါမှာအစာစားချိန်မှန်မှန်စားဖို့ဖြစ်ပါတယ်ဥပမာကိုကမနက်စာပုံမှန်စားမယ်နေခင်းစာပုံမှန်စားမယ်ညစာကိုပုံမှန်စားမယ်ပြီးတော့စားတဲ့ခါမှာလည်းပဲကိုယ့်ရဲ့သတ်မှတ်ထားတဲ့အချိန်မှာအဲ့လိုမျိုးစားပေးတာပို့ပြီးတော့ကောင်းပါတယ်ဥပမာအဖြစ်မနက်စာကိုမနက်7 နာရီဝန်းကျင်မှာစားမယ်နေခင်းစာကိုနေခင်း12 နာရီဝန်းကျင်မှာစားမယ်ညစာဆိုလို့ရှိရင်6 နာရီ9 နာရီဝန်းကျင်မှာစားမယ်အဲ့လိုမျိုးဒါနေတိုင်းပြုလုပ်ပေးတင်တယ်တချို့ကြတော့ရှိတယ်မနက်စာမစားဘူးမနက်စာကိုမိတ်သွားတယ်တော့မဟုတ်အလုပ်များလို့မစားဖြစ်လိုက်ဘူးပြီးတော့နေခင်းစာပေါင်းစားလိုက်တယ်အဲ့လိုပဲညစာကိုလည်းအလုပ်များလို့ဆိုပြီးတော့ညစာမစားဘူးပြီးတော့မှအိတ်ခန့်ကြမှာ9 နာရီ10 နာရီကျမှစားတယ်အဲ့တော့တရက်တလေကပြဿနာမရှိဘူးဒါပေမဲ့ရပ်ပေါင်းများစွာကြာလာတဲ့အခါမှာဒါကြီးကအလေးအကျင့်တစ်ခုလိုဖြစ်လာတဲ့အခါမှာဆိုလို့ရှိရင်အစာအိမ်ကိုဝင်ပြီးစေတယ်အဲ့တော့ဘလို့ဖြစ်တတ်လဲဆိုလို့ရှိရင် तू ကအစာအိမ်မှာ तू ကအစာမရှိတဲ့ချိန်ဆိုလို့ရှိရင်အစာအိမ်အက်ဆစ်ကထွက်လာတယ်အဲ့တော့ပုံမှန်ဆိုလို့ရှိရင်အစာရှိရဆိုရင်အစာကိုခြေဖြတ်မယ်ဒါပေမဲ့အစာအိမ်အက်ဆစ်ကထွက်လာတယ်အစာမရှိဘူးမရှိတော့အစာအိမ်နိုင်ကို तू ကသွားပြီးတော့တိုက်စားတယ်အဲ့တော့အစာအိမ်တွေရောင်တယ်เนาะဘိုက်အောက်တယ်ရင်ပူတယ်အဲ့လိုမျိုးခဏခဏဖြစ်တယ်ဆိုတာကအဲ့လိုအချက်တွေကြောင့်ဖြစ်နိုင်တယ်ပေါ့နော်အားကြောင့်မလို့ဒီဟာကိုသတိထားဖို့လိုတယ်အဲ့တော့တခွန်းနဲ့ပြောမယ်ဆိုလို့ရှိရင်เนาะအစားစားချိန်ကိုမှန်မှန်စားပါဒုတိယချက်အနေနဲ့ကကြတော့အစားစားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်ကဖြည်းဖြည်းနဲ့မှန်မှန်စားဖို့ပဲဖြစ်ပါတယ်တချို့တွေကရှိတယ်အစားစားလို့ရှိရင်မြန်မြန်စားတယ်ပြီးတော့เนาะပလုတ်ပလောင်းစားတယ်ပြီးလို့ရှိရင်ထမင်းအလုပ်ကြီးတွေเนาะအစားဆိုလို့ရှိရင်လည်းတိတ်ပြီးတော့သူကဟိုဖြစ်တော့เนาะမခွဲတော့ဘူးတခါတည်းမဝါးပဲနဲ့တခါလဲစားပလိုက်တယ်အဲ့လိုမျိုးမလုပ်သင့်ဘူး။ဘာဖြစ်လို့လဲဆိုတော့အစာကိုမြန်မြန်စားရတယ်အဲ့လိုမျိုးတိချာမကြိတ်ပဲနဲ့เนาะမလီးပဲနဲ့တုံးလိုက်ကြီးတွေစားတာမျိုးကအစာရင်ကိုဝင်ပြီးစေတယ်ပေါ့နော်။အဲ့တော့ဝါးလိုက်ပြီဆိုလို့ရှိရင်ကျွန်တော်ကဒီเนาะစားလိုက်တဲ့အစာအစာကပါဇက်ထဲမှာဝါးလိုက်ပြီ။ဘုမကိုယ့်ဘာသာအပြင်မှာပဲဖြစ်ဖြစ်ဒီလိုအပိုင်းသေးသေးလေးလှီးထားမယ်ဆိုလို့ရှိရင်အဲ့ဒီဟာကိုကျွန်တော်ကအစိပ်ပိုင်းကသေးသွားတာဖြစ်တဲ့အတွက်ကြောင့်ဒီပါဇက်ထဲမှာလည်းပဲကျွန်တော်ကเนาะဒီခြေဖြတ်ရတာတွေ့တယ်။အဲ့တော့အစာအိမ်မှာမှဒီအစာကိုကျွန်တော်ကခြေဖြတ်တဲ့ process ကစတာမဟုတ်ဘူးတကယ်ကပါဇက်ထဲမှာကသူကဒီအစာခြေပြတ်တဲ့ process ကစတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရဲ့ဒီပါဇက်ထဲမှာစတွေးရှိတယ်အဲ့ဒီစတွေးနဲ့အစာနဲ့ထိပြီဆိုတဲ့ဟိုကျွန်တော်တို့ကဒါစိပညာရဆိုလို့ရှင်တော့ဒါအစာခြေပြတ်တဲ့ process ပေါ့နော်ဖြစ်စဉ်ကစပါတယ်အဲ့တော့ဒီပါဇက်ထဲမှာကိုကဖြည်းဖြည်းချင်းဝါးမယ်ပါဇက်ထဲမှာကြာရှိနေမယ်အစိပ်ပိုင်းသေးသေးလေးရှိနေမယ်ဆိုလို့ရှိရင်ဘာကောင်းလဲဆိုလို့ရှိရင် तू ကစတွေးနဲ့ဒီစားလိုက်တဲ့အစားဆိုင်နဲ့ထိတွေ့ပြီးတော့ကိုယ့်ရဲ့အစာရင်ထဲမှာနော်အစာခြေပြတ်တဲ့လမ်းစဉ်ကိုပို့ပြီးတော့ကောင်းမွန်စေတယ်ပေါ့နော်ပြီးတော့အဲ့လိုမျိုးရှေ့မှာကျွန်တော်ပြောသလိုက်မြန်မြန်စားတာမျိုးကဒီအစာအိမ်မှာဝင်ပြီးတော့လေပွားတာတို့လေအောက်တာတို့ကိုကြာခဏဖြစ်စေပါတယ်အားကြောင့်မလို့အစာစားတဲ့ခါမှာဖြည်းဖြည်းစားပါမှန်မှန်စားပါပြီးလို့ရှိရင်အတုံးအကြီးတွေမစားပါနဲ့ဥပမာပြကျွန်တော်ကရှိတယ်နော်ဒီအသားတုံးဆိုလို့ရှိရင်လည်းအသားတုံးကိုစိတ်ပိုင်းတိတိလေးတွေလှီးဖြတ်ပါနော်အကြီးတွေကိုမစားပါနဲ့မျိုးမချပါနဲ့နော်ပါဇက်ထဲမှာဆိုလို့ရှိရင်လည်းဝါးစားပါလို့ပြောချင်ပါတယ်ဒါဒုတိယချက်ဖြစ်ပါတယ်အော်တတိယချက်အနေနဲ့ကကြာတော့ဒါအရက်စစ်လိပ်ပေါ့နော်အရက်စစ်လိပ်တွေကိုရှောင်းမှာဖြစ်ပါတယ်အဲ့တော့အရက်ပဲဖြစ်ဖြစ်စစ်လိပ်ပဲဖြစ်ဖြစ်ဒါတွေကတောက်တာများလာပြီဆိုလို့ရှိရင်အစာရင်ကိုဝင်ပြီးစေတယ်အရက်ကကြတော့အစာရင်ကိုဓာတ်ရိုက်ထိခိုက်စေတယ်အဲ့တော့စရိတ်ကကြတော့ဘာဖြစ်တတ်လဲဆိုလို့ရှိရင်ကျွန်တော်တို့အစာရင်မှာသူကဒီကာဝယ်ပေးတဲ့အရာတွေရှိတယ်အဲ့ဒီအရာတွေကိုစလိပ်ကသူကဟိုစလိပ်တောက်တာကြာတဲ့ခါမှာစလိပ်တောက်တဲ့ခါမှာအဲ့ဒီကာဝယ်ပေးတဲ့အရာတွေကိုသူကဟိုဖြည့်ဆည်းပလိုက်တယ်ဖြည့်ဆည်းပလိုက်တော့ဘာဖြစ်လဲဆိုလို့ရှိရင်သူကာဝယ်ပေးနိုင်ဆိုမရှိတော့ဘူးအဲ့တော့အစာရင် acid တွေထွက်လာပြီဆိုလို့ရှိရင်ဒီအစာရင် acid ကိုသူကဟိုမတားဆီးနိုင်တော့ဘူးဓာတ်ရိုက်ထိခိုက်တာပေါ့နော်အဲ့တော့အစာရင်ကိုဓာတ်ရိုက်ထိခိုက်တယ်အဲ့ဒီခါမှာအစာရင်ရောင်တာတွေအစာရင်အနာဖြစ်တာဒါမျိုးတွေဖြစ်တတ်တယ်အဲ့တော့အရက်ကလည်းတူတူပါပဲအစာရင်ကိုဓာတ်ရိုက်ထိခိုက်တယ်အဲ့တော့အစာရင်ရောင်စေတယ်အဲကြောင့်မလို့တချို့တွေနော်အရက်တွေတောက်တာများပြီးတော့ဒါသွေးအံ့နေဆိုတာကအစာရင်ထိခိုက်ပြီးတော့အဲ့လိုမျိုးခြင်နေဖြစ်တာကြောင့်ဖြစ်ပါတယ်တချို့ကြောင့်လည်းအရက်အရန်တောက်ပြီးတော့ကျွန်တော်အသေးတွေပါထိခိုက်တယ်အသေးခြောက်သွားတယ်အဲ့တော့အသေးခြောက်သွားပြီးတော့ဒါနော်ဒီဘိုက်မှာရှိတဲ့ဒီပေါ့နော်အစာရင်တစ်ဝိုက်မှာနော်အသေးတစ်ဝိုက်မှာရှိတဲ့သွေးကြောတွေမကောင်းတော့ဘဲနဲ့နော်သွေးကြောတွေဖောင်းလာပြီးတော့အဲ့သွေးကြောလေးပေါက်ပြီးတော့သွေးအံ့တာမျိုးတွေဝမ်းမဲမဲသွားတာမျိုးတွေသွေးဝမ်းသွားတာမျိုးတွေဒါမျိုးတွေလည်းဖြစ်တတ်ပါတယ်နော်အဲဒါကြောင့်မလို့အရေးကြီးဆုံးချက်အနေနဲ့ပြောမယ်ဆိုရင်တော့တရားမြောက်ချက်အနေနဲ့ဆိုရင်စလိပ်အရက်ရှောင်းမှာ
မရှောင်နိုင်ဘူးဆိုလို့ရှိရင် short တော့ပါလို့ပြောချင်ပါတယ်နောက်ထပ်၄ခုမြောက်အချက်ကကြတော့ကျွန်တော်တို့ကဘာလဲဆိုလို့ရှိရင်เนาะ coffee တွေပေါ့เนาะ coffee တွေနောက်ဒီ caffeine နဲ့ပါတဲ့အချိုရည်တွေဒါတွေကိုခဏပြီးလို့ရှိရင်အလွန်အကျွံမတောက်သင့်ဘူးအဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်ဒီ caffeine နဲ့ပါဝင်တဲ့အစားအစာတွေเนาะဒီရေတွေကအစာအိမ်ကိုဓာတ်ရိုက်လှုပ်ဆော်တယ်အဲ့လှုပ်ဆော်တော့ဘာဖြစ်လဲဆိုလို့ရှိရင်အစာအိမ်မှာဝင်ပြီးစေတယ်အဲ့တော့တချို့တွေသတိထားမိလားမသိဘူးမနက်စောဘာမှအစာမရှိတဲ့ချိန်မှာ coffee တောက်လို့ရှိရင်ရင်ပူလာတယ်ဆိုတာအဲ့လိုမျိုးအခြေအနေဖြစ်ပါတယ်အဲ့တော့အားကြောင့်မလို့ဒါဆရာဝန်အနေနဲ့လည်းအကြံပေးလေးရှိတယ်အစာမရှိတဲ့အချိန်မှာ coffee ကိုမတောက်သင့်ဘူးအလွန်ကျော်မတောက်သင့်ဘူးဒါအမှားလေးရှိတယ်အဲ့ဒီသဘောတရားနဲ့တူပါပဲအားကြောင့်မလို့ coffee ကနည်းနည်းတောက်လို့ရတယ်ဒါပေမဲ့ကိုကအစာရင်ကျမရေကောင်းမွန်နေတာဆိုလို့ရှိရင်အစာမရှိတဲ့အချိန်မှာ coffee တွေတောက်တာမျိုး coffee တွေအလွန်ကျော်တောက်တာမျိုးကို view site တင်ပါတယ်ဒါ၄ခုမြောက်အချက်ဖြစ်ပါတယ်နောက်ဆုံး၅ခုမြောက်ချက်ကကြတော့ဒါစိတ်ဖိစီးမှုကင်းဝေးအောင်နေဖို့ပဲဖြစ်ပါတယ်အဲ့တော့ဒါကတော့ဘလို့သက်ဆိုင်လဲဆိုလို့ရှိရင်စိတ်ဖိစီးမှုများတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီအစာအိမ်မှာအစာ acid ထွက်တာကိုပို့ပြီးတော့များစေတယ်အဲ့တော့ acid ထွက်တာများရင်မကောင်းဘူးအစာအိမ်ကိုထိခိုက်စေတယ်အစာအိမ်ရောင်စေတယ်เนาะအစာအိမ်အနာဖြစ်စေတယ်ပေါ့နော်အားကြောင့်မလို့စိတ်ဖိစီးမှုတက်တိုင်းများကင်းဝေးအောင်နေဖို့လိုအပ်တယ်အဲ့တော့ဘာလို့လုပ်ရလဲဆိုလို့ရှိရင်ကိုတရားထိုင်လို့ရတယ်နောက်ယောဂကျင့်လို့ရတယ်နောက်ဒီအသက်ရှူလေ့ကျင့်ခန်းတွေပြုလုပ်လို့ရတယ်နောက်ဒီလေ့ကျင့်ခန်းတွေလုပ်လို့ရတယ်နော်လေ့ကျင့်ခန်းလုပ်တာကလည်းပဲစိတ်ဖိစီးမှုကိုတက်တိုင်းများကင်းဝေးစေတယ်နောက်ဆုံးကိုကဟောဖြစ်တဲ့အချိန်ပေးရတယ်ဆိုလို့ရှိရင်ဒါတရားထိုင်တာမျိုးတွေအထိဒါပြုလုပ်လို့ရတယ်ပေါ့နော်ဒါမှမဟုတ်လေကိုဝါသနာပါတဲ့အရာတစ်ခုခုပေါ့အဲ့ဒါကိုပြုလုပ်မယ်ဆိုလို့ရှိရင်လည်းဒါစိတ်ဖိစီးမှုကင်းဝေးအောင်ပြုလုပ်နိုင်မှာပဲဖြစ်ပါတယ်အဲ့တော့အခုကျွန်တော်ပြောသွားတဲ့အချက်၅ချက်ကဒါအစာရင်ယောဂမဖြစ်အောင်အစာရောဂါကိုကာကွယ်ဖို့အတွက်เนาะဒါအရေးကြီးတဲ့အချက်၅ချက်ပဲဖြစ်ပါတယ်ဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ပြီးတော့လည်းအားလုံးကိုကျေးဇူးများတင်ပါတယ်သိချင်တာရှိရင်လည်း comment မှာမေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးဘူးဆိုလို့ရှိရင်လည်း subscribe လေးလုပ်ပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်